စိတ်ပြောင်းနိုင်လားဆိုတော့လေဆမဟိုတရက်ကလာတဲ့လူနာတယောက်ပေါ့နော်ဆမရေးတဲ့ကျွန်တော်ဝမ်းကနေပြီးတော့အရေးလေးတွေယူနေလို့တဲ့ကျွန်တော်အတိမိတ်ဆွေကဆမတို့စီတိုင်းမှာလက်ကောင်းပေါ့နော်ဆမတို့ကလက်ကောင်းခရစ်ဂျီနာဆိုကွဲနာဆိုကျွန်တော်မှာအစစ်1နဲ့3လေးရှိတယ်ကွယ်နော်သူ့လုံးကအပြင်လက်ကောင်းအစစ်4ကိုဆမတို့စီ3စုံနဲ့အရှင်းပြောက်သွားတယ်ပေါ့နော်သူစေးုံတက်စရာလည်းမလိုဘူးခွဲစရာပြက်စရာမလိုပဲနဲ့အရှင်းပြောက်သွားခဲ့တာပေါ့နော်မင်းသွားလိုက်ပါဆိုပြီးတော့ကျွန်တော်ကိုဒီစိတ်ကန်းကိုညွှန်လိုက်လို့ပါဆိုပြီးတော့ဆမတို့စိတ်တိုက်ကိုရောက်လာပေါ့နော်ဆမတို့ကလည်းမေးတယ်ဘာတွေဘယ်လိုခံစားနေရလဲဆိုအိုပိုင်းနဲ့ပတ်သက်ပြီးဆိုအိုကဝမ်းသွားသွေးပါတာရှိသလားဆိုအိုဝါတွေရားတာရှိသလားနော်ဝမ်းသွားလို့ရှိရင်နာတာကြိုက်တာတွေရှိသလားဒီလိုမျိုးလေးတွေပေါ့နော်မေးတဲ့အခါရောက်တော့ तू ကဘာပြောလဲဆိုတော့ဆမားတယ်ကျွန်တော်အမှန်တိုင်းပြောရလို့ရှိရင်လွန်ခဲ့တဲ့တစ်လခွဲကနမကြီးပုဂ္ဂလိကစီယုံမှာသူတက်ပြီးတော့ခွဲလိုက်တယ်ပေါ့နော်လူနာတွေစိတ်ထဲမှာမသိနာမလဲတာမရှင်းတာပေါ့နော်ကျမစီကန်းစီလာတဲ့လူနာတိုင်းကိုကျမကအမြဲတမ်းရွေးချယ်စရာနှစ်ခုပေးတယ်နော်ရွေးချယ်စရာနှစ်ခုပေးတယ်ခွဲမလားဖြတ်မလားခွဲမဲ့ဖြတ်မဲ့ဆိုလို့ရှိရင်ကျမတို့အတွက်ကောင်းတယ်မိနစ်ပိုင်းခဏနဲ့ကျမတို့ပတ်စံနာမှာပိုရလို့တယ်နော်ကျမတို့လူနာတယောက်ကိုခွဲပေးရဖြတ်ပြီးရဆိုရင်18သိန်း30ဝန်းကျင်ယူတယ်နော်ဒါမဲ့လူနာတွေကိုကျမကအမြဲတမ်းရှင်းပြပေးတယ်နော်ခွဲလိုက်ဖြတ်လိုက်တာကျမတို့အတွက်လွယ်တယ်မှန်တယ်ဒါပေမဲ့လူနာတွေအနေနဲ့နောက်ဆက်တွဲစူးကျိုးလေးတွေရှိတယ်ဘာတွေလဲဆိုတော့စီးဝမ်းမထိန်နိုင်ဘူးစိုးမကြခဏခွဲတယ်အချိန်တစ်ခုရောက်ရင်ပြန်ထွက်တယ်ထပ်ပြီးတော့ထွက်တတ်တယ်လို့ကျမကရှင်းပြပေးတယ်နော်ကျမစီရောက်လာတဲ့လူနာ90ရာခိုင်နှုန်းကတော့ခွဲစရာပြက်စရာမလိုပဲနဲ့ကျမတို့ဒီလက်ကောင်းခရီဂျီနာဆိုကွဲနာဆိုကျွန်နာအစစ်1နဲ့3လေးထဲမှာပဲရှိတယ်ဆိုရင်မပူနဲ့နော်ခွဲစရာပြက်စရာမလိုပဲနဲ့ကျမတို့ဒီလုံးဝအမြင့်ပြတ်သက်တာပြောက်ကရကုသပေးနိုင်တယ်နော်ကျမရဲ့လူနာ90ရာခိုင်နှုန်းပြည်တွင်းမှာလည်းရှိတယ်ပြည်ပနိုင်ငံရဲ့ခြားမှာလည်းရှိတယ်နော်သူတို့ကျမတို့စီတိုင်းရဲ့ဈေးရဲ့အားသာချက်ပေါ့နော်ရှူလာလက်ကောင်ခရီဂျီနာပျောက်စီးရဲ့အားသာချက်ကဘာလဲဆိုတော့နံပါတ်1ခွဲစရာဖြတ်စရာမလိုဘူးနံပါတ်2အလုတ်ကင်ပြက်စရာမလိုဘူးနော်နံပါတ်3ချက်ကကိုယ့်ဘက်ကတိတိကျကျသေချာလိုက်နာပေးရမှာပဲเนาะကိုယ့်ဘက်ကဘာတွေတာဝန်ယူလိုက်နာပေးရမလဲဆိုရင်ကျမတို့နေ့စဉ်စေးကျူးတစ်စိုက်သေချာတောက်ရမယ်လိမ့်ရမယ်ဖန်ထားရမယ်ပြီးတော့ကျမညွှန်ကြားထားတဲ့အတိုင်းအစသပြုတ်မှုနေတိုင်းစောင့်ရှောက်ဒီတီးလင်းကိုကျူးတစ်စိုက်သေချာလိုက်နာမယ်ဆိုရင်မပြောက်မှာမပူနဲ့เนาะအမျိုးဆိုတော့အရင်ဆုံးเนาะခွဲမဲ့ပြတ်မဲ့ဆိုရင်ဘယ်လောက်ကုန်ကြမလဲဘာတွေဘေးထွက်ဆိုးကျိုးရှိမလဲဆိုတာကိုကျမတခါတည်းရှင်းပြပေးလိုက်ပြီเนาะကျမတို့ဈေးတိုက်ကိုလာမယ်ဆိုလို့ရှိရင်အားသာချက်တွေအများကြီးရှိပါတယ်အပြည့်ဈေးကန်းကိုလာမယ်ဆိုရင်နော်လူနာအတွက်ပို့ပြီးတော့ကောင်းပါတယ် online ပေါ်ကနေပြအပြည့်ဈေးကန်းကိုလာပြကျမတို့ဒီကိုစားတဲ့ view လူနာတယောက်ကို2000နော်နိုင်ငံရေးချားလူနာဆိုရင်ကျမတို့3000ယူတယ် online ပေါ်ကနေလည်းဈေးကန်းပြလို့ရတယ်အပြည့်ဈေးကန်းကိုလာပြရင်အမျိုးသမီးလူနာဆို